လာပါကျမနာမည်ကတော့ပူပူဖြစ်ပါတယ်ကျမကတော့မေဆိုင်မျိုးကို2023မှာရောက်ရှိပြီးကျမရဲ့ဇာတိကတော့နေပြည်တော်တက္ကိနတိမြို့နယ်ဖြစ်ပါတယ်ရှင်ကျမကတော့အရင်တော့ယေရှုခရစ်တော်ကိုမသိခဲ့ပါဘူးရှင်မေဆိုင်မျိုးမှာရှိရဲ့မိတ်ကဲအသင်းတော်မှာရှိရဲ့ဆရာမတွေကကျမတို့မိသားစုကိုယေရှုခရစ်အကြောင်းလာပြောပြပါတယ်ရှင်ကျမယေရှုကိုမသိခဲ့ခင်ကကျမတို့မိသားစုကအရင်ခက်ခဲခဲ့ပါတယ်2024မှာမဲဆိုင်မြို့မှာရေကြီးမှုတွေဖြစ်ပွားခဲ့ပါတယ်ကျမတို့မိသားစုနေတဲ့တန်ရတွေလည်းအကုန်လုံးမြုပ်ပါသွားပါတယ်ဒီအကုန်လုံးမြုပ်တော့တတိပေးတဲ့တန်ရတွေကိုကျမတို့တစ်ထပ်ပေါ်ရွှေ့ပြီးတော့အကုန်လုံးမြင်ရပါတယ်ကျမတို့မိသားစုကမောင်နှမတွေများတဲ့အတွက်ရေလဲကြီးရဲ့အခါမှာကျမတို့မိသားစုကလုပ်ငန်းကိုင်ငန်းဆိုလည်းအဆင်မပြေဘူးအမှကလေးတွေမောင်လေးတွေကလည်းများတော့ကျွန်တော်မိသားစုကစားဖို့နေရအလုံးခက်ခဲ့ပါတယ်ဆရာတယောက်ကပြောရပေါ့နော်ကျမတို့မိသားစုကိုယေရှုကိုခေါ်ကြည့်ပါယေရှုကခေါ်ရင်ထူးရဲ့ဘုရားလို့ပြောတဲ့အခါမှာကျမကဘုရားကိုတတိယပြီးခေါ်ပါတယ်အဲ့ဒီချိန်မှာကျမတို့အောက်ကိုဆင်းကြည့်လိုက်တဲ့အခါမှာစီဘူးတွေစားစရာတွေအများကြီးမျောပါလာပါတယ်အဲ့ဒီအချိန်မှာကျမတို့မိသားစုကဆင်းပြေးပြီးတော့ကောက်ပြီးတော့ကျမတို့နဲ့အတူပါလာတဲ့ဒီဘေးရှောင်းတဲ့မိသားစုတွေကလည်းဝါလူသားစားရပါတယ်အဲ့ဒီအချိန်မှာကျမတီးလိုက်ရယေရှုခရစ်တော်ဘုရားကခေါ်ရင်ထူးရဲ့ဘုရားဆိုတာကျမတကယ်တီးလိုက်ရပါတယ်ဒါကြောင့်မိတ်ဆွေတို့လည်းခေါ်ပါတကယ်ပဲဘုရားခင်ကခေါ်ရင်ထူးရဲ့ဘုရားဖြစ်ပါတယ်